အားလုံးပဲမင်္ဂလာပါအခုချိန်မှာတော့ကျွန်တော်တို့ Adventure Hill Resort ကိုရောက်ရှိပါပြီကြာတော့ reception ဖြစ်ပါတယ် reception နဲ့ restaurant ပေါင်းထားတဲ့နေရာဖြစ်ပါတယ်ဒီကတော့ Adventure လို့ဖို့ပေါ့နော်ကလေးတွေတက်ထားပြီးထားတာဖြစ်ပါတယ်ဒီနောက်တစ်ခုကတော့ကျူးတရားဖြစ်ပါတယ်အရှိမှအရှိပဲတွားရင်တော့တွားကျွန်တော်တို့တွားခဲ့တယ်ကြောက်စရာတွေတအားကောင်းပါတယ်လာမလျှောက်ချင်တော့ zip line နဲ့ပါတွားလို့ရတယ်ပေါ့နော်စိတ်ပါရင်တော့ဒီကတော့ဒီတစ်ခွန်အသေးစားလေးပေါ့နော်ကျူးတရားအောင်မှရှိရဟာဒီစိန်ပန်းပင်တွေရတဲ့တအားလှပါတယ်သမီးကကြောက်တော့အမေရဲ့အင်ဂျီလေးကိုဆွဲကန်ပြီးသွားပါတယ်ဒီကတော့ reception ကနေညအခန်းကိုပြန်တဲ့နေရာပါကြည့်လိုက်ကြပါတော့ဘယ်လောက်ထိကြောက်ဖို့ကောင်းလဲဆိုရင်အရေးနဲ့အကြောင်းနဲ့ဆိုတော့ဖွင့်မရဘူးကွာဒါတော့ကျွန်တော်တို့ရဲ့ခမ်းပါဒီတစ်ခုနားလေးမှာပါညဆိုရင်တော့ရီတန်တွေနဲ့အိတ်နေရတယ်အရန်ကိုတာရပါတယ်ဒါပေမဲ့မိပြည့်ရင်တော့ဘယ်သူမှအင်တာမတက်ရဲကြတော့ပါဘူးဒါတော့ကျွန်တော်တို့ဖွဲ့ကြပြီနော်ညဟောပေါ်စားဖို့တော့ကျွန်တော်ပါစေးနေရဖြစ်ပါလေတကယ်ဒီတစ်ခါမှာစေးနေရတာHãy subscribe cho kênh Ghiền Mì Gõ để không bỏ lỡ